ဒီနေ့မှာတော့ကိုက်လန်ကြုံစားပါတယ်ရှင်ဈေးတွေကနေကိုက်လန်လေးတွေကိုတစ်စီး1000နဲ့2စီးပွေလာခဲ့ပါတယ်ကိုက်လန်ရဲ့အရွက်အယိုးအဖူးလေးတွေကိုနှုတ်တဲ့ပိုင်းလေးတွေကြီးကိုပဲရွေးပြီးတင်ပါမယ်ရှင်ကိုက်လန်မကလေအရွက်ရဲ့အယိုးရဲ့အဖူးရဲ့၃မျိုးပါတဲ့ထဲမှာကိုကတော့အဖူးနဲ့အယိုးပို့ပြီးတော့ခါကြတော့ကြိုက်ပါတယ်အရွက်တင်ပြီဆိုလို့ရှိရင်လည်းကိုကလေနူးပေးဆိုတဲ့အပိုင်းလေးကြီးကိုပဲအကုန်လုံးရွေးထည့်တာပေါ့နော်အမေရှိမှသွားပြီးအရွက်တင်ပြီးရင်တော့လေအမေကလေရင်းလို့ဖယ်ထားတဲ့အပိုင်းတွေကနေပြီးတော့ဒါလေးတွေစားလို့ရပါတယ်ဟဲ့ဆိုပြီးတော့လာပြီးတော့ခါကျတော့ပြန်ထည့်တယ်ကိုကလည်းလေအဲ့ဒါတွေကိုမစားချင်လို့ပြန်ပြီးတော့ဖယ်တယ်အဲ့ဒီမှာလေအရွက်တင်တဲ့နေရာမှာကိုနဲ့အမေနဲ့အမ2ယောက်တာကရက်တီထားကြတာတင်ထားတဲ့အရွက်လေးတွေကိုရေနှစ်ထပ်လောက်စီးလိုက်ပါမယ်စက်သွန်ပြူလေး3မွှားကိုလည်းခက်ချမ်းချမ်းလေးထောင်းထားလိုက်ပါရွက်ချော်ထဲမှာထည့်မယ်ရတာတွေကိုလည်းပကံတစ်လုံးထဲမှာကြိုးပြီးပြင်ဆင်ထားလိုက်ပါမယ်ခရူစီတစ်စုံထည့်ပါတယ်ချက်သားမုန့်ထည့်ပါမုန့်ထည့်ပါတယ်တကြားထည့်ပါတယ်စားထည့်ပါတယ်မြုပ်ကောင်းလေးထည့်ပါတယ်ဂျီလေးနင်းငယ်ထည့်ပြီးမှုထားလိုက်ပါမယ်ရှင်ကိုက်လန်ကြော်တော့လေမကြော်ခင်အရွက်တွေကိုရေနွေးအရင်ဖြောပြီးမှကြော်ပါတယ်ရေနွေးပုတ်ပတ်ဆူလာပြီဆိုလို့ရှိရင်ရေနွေးတဲ့ကိုစားနင်းငယ်ထည့်ပါတယ်ပြီးချင်ရင်တင်ထားတဲ့အရွက်တွေကိုထည့်လိုက်ပါတယ်ထည့်လိုက်ပြီးတော့အရွက်လေးတွေဒီနေလောက်ရပြီဆိုလို့ရှိရင်စကားနဲ့စစ်ထားလိုက်ပါတယ်မယ်ဆိုလို့ရှိရင်စီနှဲငယ်ထဲမှာချက်သွန်ပြူလေးကိုအရင်ဆုံးစီတက်လိုက်ပါတယ်ချက်သွန်ပြူလေးနွမ်းလာပြီဆိုလို့ရှိရင်ရေနွေးဖြောထားတဲ့အရွက်လေးကိုထည့်လိုက်ပါတယ်အသင့်ဖြောထားတဲ့အရာကနှစ်တွေကိုထည့်လိုက်ပြီးတော့နှမ်းဆအောင်မှုပြီးသွားရင်တော့စားချင်စပွဲကိုက်လန်ကြုံလေးရပါပြီရှင်